ကဲဒီနေ့မှာတော့ကျွန်တော် cyclone လေးကင်ပြပါပါတော့ကဲကျွန်တော်နဲ့တူဆော်တယ်ကျွန်တော်တငယ်ချင်းကတော့ friend ကိုကင်တာပါပေါ့ကဲဒီလိုနဲ့ပွဲလေးစတော့ကျွန်တော်အရင်ဆုံးဖနက်ဝယ်တယ်ဒီတိုင်းလေးပါပဲရိုးရှင်းရှင်းလေးပါပဲညံချင်လို့ပါပဲကဲဒီလိုနဲ့ထုံးစံတိုင်းပါပဲမေးဆိုတော့လဲဟိုက်ပါကိုပတ်ကူမယ်ပေါ့အဲ့လိုပတ်ကူရင်းနေပဲပတ်လေးကူပြီးပြီဆိုတော့ခုပါလို့မလဲဆိုတော့မလိန်လေးရှင်းတာပေါ့ရှင်းနေခင်ဗျားတို့တည်မြေပုံပေါ်မှာလေ friend ကိုဘာလုပ်နေလဲဆိုတော့မြေပုံမှာကြည့်လိုက် friend ကိုကျွန်တော်ပြေးနေရပြီလောက်ကြပါဦးကဲအဲ့ဒါနဲ့ farmer view မရှိလို့တရင်တိကျရထားတော့ရမလားဆိုပြီးတော့သွားစလိုက်တယ်ဟုတ်ကဲ့ရသွားပါတယ်far လေးပေါ့ကဲဒီလိုနဲ့ရလားမရလားတော့မသိဘူးအသက်ကတော့ပြန်ပြီးပိတ်ဆက်ရမယ်ပုံဖြစ်နေတယ်ဒါမှလည်းမသေးပါဘူး cyclone ပါဒီကောင်တော့ပြန်တက်မလို့လှုပ်တဲ့အချိန်မှာပဲကျွန်တော်တို့ရဲ့တငယ်ချင်းပိုက်ပူကတော့ stand ပေါင်း1600တောင်မိပြီးတော့အမလေးသူရစိတ်မမောဖြစ်နေတာပေါ့ဒီလိုနဲ့ပဲမလိန်ပါညာရှင်းနေပဲဟုတ်ပါတယ်မလိန်ကိုပဲထပ်ပြီးတော့ရှင်းလိုက်ပါတယ်ကဲဒီလိုနဲ့မလိန်ရှင်းပြီဆိုတော့ရောင်ချာနဲ့ပဲဟိုလျှောက်ဒီလျှောက်ဟိုခြုံနဲ့ဝင်ဒီခြုံနဲ့ဝင်လုံရင်းနဲ့ပဲဟုတ်ပါတယ်နောက်တစ်ခါထပ်ပြီးတော့ပဲမလိန်ကိုထပ်ရှင်းလိုက်ပါတယ်မလိန်လေးရှင်းနေတဲ့အချိန်တွင်းမှာကာမလာကြီးကရုတ်တရက်ကြီးဝင်လာတော့လန့်သွားအချိန်မှာကျွန်တော်ရဲ့ပိုက်ပွားဆွဲတယ်မမိပါဘူးဟုတ်ပါတယ်ကဲဒီလိုနဲ့ပဲတတဲလေးပေါ်ပြီဆိုတော့နည်းနည်းလေးတွားပြီးကြည့်မယ်ပေါ့နော်ကဲခြုံထဲမှာစောင်းရင်းနဲ့ထပ်စောင်းတယ်ကာမလာကြီးတွေ့တော့ဒီလေးရှုပ်လိုက်တာပေါ့ကဲဒီလိုနဲ့ပဲရတဲ့ဟာယူမဲဆိုပြီးတော့ဝိုင်းဖြတ်တယ်မပြတ်တော့လေတတဲလေးပဲယူခဲ့လိုက်တာပေါ့ကဲဒီလိုနဲ့ပဲကျုံးရင်နဲ့ F5 ဝင်လာပြီကဲကြပါဦးလောက်ပါဦးတော်ဒီဖလစ်ကာလေးထွက်သွားလို့ကဲဒီလိုနဲ့အမတော်တော်ဖြစ်နေတဲ့ F5 လေးကိုတော့ပြန်တက်လိုက်တာပေါ့ဒီလိုနဲ့ပဲ creation ပဲလုတ်တုံးမှာကျွန်တော်ရဲ့ friend ကိုကြီးကကြိုက်လိုက်တော့လေကေးလေးတွားကောက်လိုက်ရတာပေါ့လို့ဒါမဲ့လေကေးကဘယ်သူရသွားလဲမြင်တဲ့အတိုင်းပါပဲအဲ့ဒါနဲ့ပဲမင်းလိန်လေးကိုဆက်ရှင်းနေချုံမှာ friend ကိုကြီးကစွဲတယ်မမိပါဘူးခင်ဗျာကဲဒီလိုနဲ့ဒီနားမှာပတဲလေးတစ်ဖြက်ကတော့စသွားပါပေါ့Frank ကိုကြီးကတော့နောက်မှာပြေးနေရပေါ့တေးပြီကဲတေးပြီလို့လေပြန်ထွက်ပြီဆိုတော့မေလင်းခွက်လေးနည်းနည်းပါရှင်းနေပဲကျွန်တော်တို့တွေအပေါ်လမ်းအောင်တွားခံကြမှာပေါ့နော်ကဲဒီလိုနဲ့နှစ်ယောက်သားအပေါ်လမ်းအောင်တွားကြတာပေါ့အဲ့ချိန်မှာဘေးမှာတော့ F5 ရှိနေโอเคတဲ့တားကြီးတဲ့နေအောင်တဲ့ငါဆွဲပြီမယ်တဲ့ဒီမှာကြည့်တဲ့လာမယ်တဲ့ယာမမိပါဘူးတဲ့ဟုတ်ကဲ့ကျေးဇူးကြီးတင်ပါတယ်လို့နော်ဒီလိုနဲ့အပေါ်မှာပတဲမဆိုင်မင်းနဲ့ဒီအောက်မှာဆိုင်တော့မိတယ်ဒီခါတော့မိသွားပါပြီပေါ့နော်ဒါပေမဲ့လေကေးလေးကတော့အကောင်ရသွားပေါ့ချွင်းရှင်းနဲ့ဒီလိုနဲ့ပဲကျွန်တော်လည်းဝိရှောင်ပိတ်ရှောင်ဟိုရှောင်ဒီရှောင်လှုံရင်းနဲ့ပဲကျွန်တော်တတကြီးရပေါ်လာတော့မှာပေါ့ကဲဒါနဲ့မလင်းလေးတို့ကမြန်ရှင်းမယ်ပြီးတာတဲ့သွားမယ်ဆိုလှုံရင်းနဲ့ပဲမလင်းကိုရှင်းခဲ့ရပေါ့ရှင်းနေကျွန်တော်ရဲ့ fairing ရတော့တတဲလုံနေရပေါ့ကဲအားနဲ့တတဲလေးတွားကြည့်မယ်ဆိုပြီးတော့ဒီကောင်တော့ကူတော့မရှိတော့တိတ်ရမလားကူတော့နေတော့ရှောက်ပြီးတော့လုတ်ခဲ့တာပေါ့နားမှာပတဲလေးကျုံးမယ်ဆွဲတယ် Frank ကိုကြီးမမိလိုက်ဘူးနော်မြင်လိုက်တယ်မလားကဲဒီလိုနဲ့ fairing လာပြီဆိုတော့အား900ရပြီဆိုတော့ပြန်ချမှာပေါ့ F5 ရက်လည်းစိုးဝင်တယ်ဒါပေမဲ့လည်းလွဲနေရပဲဒီလိုနဲ့အဘလူးဘန်နာမှာပတဲဖြစ်တော့လေအိုးကောင်းလိုက်တာ Frank ကိုကြီးရဲ့ဂျိတ်တစ်ပေါက်ကတော့ကီးကောက်ဖို့တာမြန်လာတော့မသိဘူးနော်မြင်လိုက်လာတော့မသိဘူးနော်ကဲဒီလိုနဲ့ပဲအပေါ်လင်းလေးကိုတွားကန်ကြမယ်ပေါ့နော်ကဲတွားကန်မယ်ဆိုတော့ကျွန်တော်ကတော့ခြုံထဲမှာစောင့်မယ်ပေါ့အနောက်ကနေဝင်တိုင်းမယ်လှုပ်တာညုံနဲ့ဟိုလှုပ်တီလုံးနဲ့ကလင်လေးတွေ့တော့ရော့အောင်မှာ AD လေးပေးပြီးတော့ပဲဒီတိုင်းတာယာလေး Granger လေးကလှမ်းကောက်လိုက်တာပေါ့နော်ကဲဒီလိုနဲ့ပြီးသွားတာပေါ့နော်ကဲအဲ့ဒါနဲ့ Fairy ရဲ့ Rabbit တွားကန်တော့ဂျားထဲမှာဖစားနာလေးတွေ့တော့လှုပ်ပြီးတော့ကျုံနေရဲ့အချိန်မှာပဲ Flicker ခုံသွားတာပေါ့ဒီလိုနဲ့ပဲဒီနားလေးမှာ Rabbit နားမှာတစ်ဖြက်ပေါ့ဘက်တယ်လေးကစ Fairy ကလည်းကျန်းနေ Granger ကြီးကလည်းကျန်းနေ Cyclone ကြီးကလည်းကျန်းနေရပဲဒီလိုနဲ့နားမှာပတဲလေးကနိုင်သွားတာပေါ့နော်နိုင်တော့မလိန်လေးရှိုးမယ်ဆိုပြီးတော့မလိန်လေးကြောက်ကာမလာလေးကဖီးတက်အားနဲ့ Frank ကိုကြီးကလည်းဒီချိန်မှာတော့မိသွားတာပေါ့မိသွားတော့လေကျွန်တော်လည်းခီးလေးကောက်လိုက်တယ်လို့မထင်နဲ့ Granger ပဲရသွားဟုတ်ကဲ့ကျေးဇူးကြီးလည်းအများကြီးတင်ပါတယ်လို့ Cyclone လေးကင်တာအမတခါမှမတက်ရအောင်အမကိုကစပိုးနေတဲ့နော်ကြော်မကောင်းကြားမကောင်းဒီမှာလေးဆွဲတယ်မမိဘူးနော်ကြိတ်ဆိုတာဘလို့ဆွဲဟိုမမိတော့ဟေး bro ကြီးကြည့်ကြပါအောင်နော်ဒီနေ့ Frank ကိုကိုင်လေးကောင်ပြီးရင်ပေးရအောင်မယ်ကဲဒီလိုနဲ့အောင်လင်းတွားကန်မယ်ပေါ့ Alpha ကိုတွေ့တော့နည်းနည်းပပရှောက်လုပ်ခဲ့တာပေါ့ရွှေရှောင်းလေးဒီလိုနဲ့
အောင်လင်းတွေမှာ Ruby လေးလည်းအသက်ထွက်သွားပြီဆိုတော့လေမလင်းပါညာရှင်းလုပ်တယ်ဒီချိန်မှာတော့မှန်သား Okay မိသွားပြီဗျာ Yay ဒီလိုနဲ့ပဲကျွန်တော် 1k လေးနောက်ဆုံးတော့ရခဲ့ရပေါ့ကဲဖစားနာလေးကိုတတ်မယ်လို့တော့လော်ကြီးနဲ့ဆိုတော့လဲလုံးလို့မရဒါနဲ့လော်ကြီးကိုတတ်တာပေါ့ဘာလို့လဲဆိုကိုလေးပါလေးရအောင်လို့ပေါ့ကိုလေးရလိုက်တယ်ကဲဒီလိုနဲ့ပဲမလင်းလေးရှိုးမယ်ဆိုပြီးတော့ခြုံထဲမှာ2ယောက်သားစောင့်တယ်အားနဲ့ရုံမှာချုပ်လိုက်တယ်ဒီမှာဆွဲတယ်ဒီခါလဲမိသွားပြီအမကာမေလာရဲ့အဲဒီရှုပ်တော့ကြောင်အလန်နဲ့ flicker အကောက်တုံးခဲ့ရပေါ့ကဲဒီမှာ Ruby ကြီးကလည်းကျုံးတယ်တာကြီးပြေးတော့sorry ပါ brother ရာမင်းကထားခဲ့မိရတဲ့အတွက်ကဲဒီဟာနဲ့မှာတတဲလေးပြီးသွားပြီဆိုတော့ဒီနားမှာပတဲလေးပြန်ကျုံးမှာပေါ့ကဲ Fairing ရတော့ကြည်စမ်းလုံးဝအမာခံပေးနေတာနော် Granger ရဲ့လေ share ပြစ်ကျွန်တော်လည်းအမစတန်ထပ်ပေးလိုက်တာပေါ့ကဲနောက်ဆုံးတော့ 3k လေးတော့ရခဲ့ပြီနော်ကြားရတဲ့အပိုင်းတွေကိုကြော်လိုက်တာပေါ့နော်အပေါ်မှာပတဲစကျင်တင်အောင်ဖြစ်တော့ကျွန်တော်ရဲ့ဘိုက်ပူရဆွဲတယ်မမိပါဘူးဒါကတော့ပြောစရာမလိုပါဘူးဒါကတော့ပုံမှန်တိုင်းပဲနော်ထုံးစံပါပဲကျွန်တော်လည်း ADP Fredwin ရလည်းဝင်တယ်ကာမလာလည်း AD ရှုပ်တယ် Ruby လည်းဝင်တယ်လာပူကလည်းဝင်တယ်ကဲဒီချိန်မှာ Frank ကိုဆွဲတယ်မိတယ်ခင်ဗျာနောက်ဆုံးတော့လည်းမိသွားတာပေါ့နော်ကဲဒါနဲ့လည်းမတင်းသိမ့်နိုင်သေးဘူးအဲ့ဒီအကုန်ကြီးကိုအကုန်လုံးကျုံးနေတာဆိုလေနည်းနည်းဖီးတက်သွားတာပေါ့ဝင်ကျုံးတော့လေတာဝါကြီးကတွန်းထုတ်လိုက်တယ်သူမအတိုင်းပါပဲအမြဲတမ်းတွန်းထုတ်ခံနေရတာဆိုကဲပါကဲဒီလိုနဲ့လော်လဲပေါ်ကန်နေပြီဆိုတော့ကျွန်တော်တို့တွေဘာလုပ်ကြမလဲကဲလောမကေးသေးပဲအလဲမှာပတဲလေးခဏလောက်စကျင်တာပေါ့ကဲ Frank ကြီးဆွဲလိုက်တယ်ကလင်ကြီးကိုမိသွားတာပေါ့ဒီမှာပတဲလေးကဖြစ်နေကျွန်တော်လည်းတတ်လိုက်တာပေါ့အမ Granger လည်းလာ Alpha ကြီးလည်းဝင်နေခင်ဗျာ4ယောက်ကြားတော့ဝင်တာဆို Superman တယောက်ပေါ့ကဲဒီလိုနဲ့ဒီကောင်တွေဘာလုံးဟာ recording 2ချက်3ချက်လောက်4 5ချက်လောက်ပြပြီးတော့ပဲအမ Fazana ပါ parcel ယူခဲ့လိုက်တာပေါ့နော်ဒီမှာ Fairing ရတော့လောကိုဆိုမှာ solo တတ်နေရပါနော်ကဲဒီမှာကျွန်တော်တို့လိမ့်လေးပါလိမ့်နည်းပပလေးရှောက်ရှင်းတယ်ပေါ့နော်ဒီလိုနဲ့အပေါ်လိမ့်မှာပတဲလေးဖြစ်ရှင်တရားအောင်ဖြစ်နေတော့ကျွန်တော်လေးစပယ်ရှောက်နေဟိုဘက်ကလည်းနှိပ်ဒီဘက်ကလည်းနှိပ်ဒီချိန်မှာ Ruby ကဒီမှာရော့ကောက်ဆွဲရော့ဒီမှာ Magis ဒါလေးကတော့မျက်လက်လေးတစ်ခုပေါ့စတာပါကဲဒီချိန်မှာတော့လော်ကြီးကကျွန်တော်တို့အပေါ်လန်းကနေတွားနေပြီးတော့ကျွန်တော်တို့လည်းလော်ကြီးနောက်ကိုအပေါ်လန်းအောင်တွားကြမှာပေါ့လीနော်ဒီလိုနဲ့ကျွန်တော်တော့မှမရောက်သေးဘူးလော်ကြီးကတာဝါကြီးရိုက်သွားပြီးတော့ကျွန်တော်တို့တွေအားလုံး victory ဆိုပြီးတော့နိုင်တော့ပါပေါ့လीနော်ကဲဒီကတော့ cyclone လေးနေပေါ့လीနော်glory မှာပေါ့ကဲနောက်တက်ပြီးတော့လည်း video တွေဆက်တင်ပေးမှာမလို့ channel လေးကို like and subscribe လေးလုပ်ပေးကြပါအောင်လို့เนาะကဲအားလုံးပဲ bye bye